အားလုံးပဲမင်္ဂလာပါရှင်ဝါတာမယ်လွန်ဟာမီကာပါမဒီနေ့လုပ်ပြပေးမှာကဒီရုပ်ကီချင်းလေးပေါ့နော်ဒါလေးလုပ်ပြပေးမှာပါအဲ့တော့လေမကပုံမှန်တိုင်းပဲခြီရတော့အစတော့ခြီပြောင်းပြီးတော့သုံးမလို့ဒါပေမဲ့မအရင်တအားမကြီးတဲ့ site ကလေးလိုချင်လို့ဆိုပြီးတော့ဒီခြီနဲ့ပဲသုံးလိုက်တာပေါ့နော်ပုံမှန်သုံးနေကြခြီပဲမစ်ကော့တွန်100 gram အပြာပတ်နဲ့သုံးပါတယ်အကတော့အယုတ်လေးပို့ပြီးတော့ကြစ်ကြစ်လေးလေးဖြစ်အောင်လို့ဆိုပြီးတော့မှဒီတစ်ခေါက်တော့2.5 mm နဲ့သုံးထားတယ်ပေါ့နော်3နဲ့သုံးချင်ရင်လည်းသုံးလို့ရတယ်နော်သူကတော့ဒီလိုမျိုးချစ်စရာကောင်းတဲ့ site လေးပေါ့ဒီ site လေးရတယ်ဆိုတော့လေအဲ့တော့မနဲ့တူတူလုပ်ကြည့်အောင်စပြီးလုပ်ကြမယ်နော်အခုမတို့စပြီးတော့ထုံးမယ်ပေါ့နော်ခေါင်းလေးကနေစပြီးတော့ထုံးမယ်round 1ကမဂျစ်ရင်ကိုတိုင်တိုနဲ့6ခါဆိုတော့မဂျစ်ရင်လေးလုပ်လိုက်မယ်နော်ပြီးရင် h1 နဲ့ပဲသုံးမယ်နော်ဒီ2 3 4 5 6round 2က set inc 6ပွီပေါ့နော်ပွီဆိုတော့မတို့တစ်ပေါက်မှာ2ခါထိုးမယ်ပွီဆိုတာတိုင်ပွားနော်တနေရာထဲမှာဒီလိုမျိုးတနေရာထဲမှာတစ်ခါပြီးရင်နောက်တစ်ခါထိုးတော့ပြီးရင်နောက်ထပ်တစ်ခါဒါမျိုးပွီကို6ခေါက်လုပ်ရမှာအဲဆို2ခေါက်ပြီးသွားပြီ3ခေါက်4ခေါက်5ခေါက်ပြီးရင်6ခေါက် short ခုမှာတော့ round 2 set inc ပြီးသွားပြီပေါ့နော်တိုင်ပွား6ခါပြီးပြီဆိုတော့ round 3မှာကြတော့ sc inc တိုင်တိုတစ်ခါတိုင်ပွားတစ်ခါကိုမတို့က6ခေါက်လုံးမယ်ပေါ့နော်အခုတစ်ခေါက်ပြီးသွားပြီတစ်စုံပြီးသွားပြီပေါ့နော်ပြီးရင်နောက်ထပ်တိုင်တိုပြီးရင်တိုင်ပွားကတနေရာထဲမှာ2ခါထိုးတာနော်ခုဆိုရင်မတို့နှစ်စုံပြီးသွားပြီတိုင်တိုတိုင်ပွားဒါဆိုရင်3စုံပြီးသွားပြီနောက်ထပ်3စုံကိုမဆက်ပြီးတော့လုပ်လိုက်မယ်နော် round 3ပြီးပြီ round 3ပြီးပြီဆိုတော့အခု round 4မှာကျတော့ 2sc inc တိုင်တိုရိုးရိုးတစ်ခါပြီးရင်နောက်ထပ်တိုင်တိုရိုးရိုးတစ်ခါနှစ်ခါတိုင်တိုရိုးရိုးနှစ်ခါပြီးရင်တိုင်ပွား 2sc inc နော်အဲ့တော့တိုင်တိုရိုးရိုးနှစ်ခါရဲ့တိုင်ပွားရဲ့အဲ့လိုမျိုးကိုမတို့က6စုံလုပ်ပေးရမှာဆိုတော့နောက်ထပ်တိုင်တိုပြီးရင်တိုင်တိုပြီးရင်တိုင်ပွားနှစ်စုံပြီးနော်ပြီးရင်တိုင်တိုတိုင်ပွားဒါဆိုရင်3စုံပြီးပြီဆိုတော့မနောက်တဲ့3စုံကိုဆက်ပြီးတော့လုပ်လိုက်မယ်တိုင်တိုနှစ်ခါတိုင်ပွားတစ်ခါ6စုံလုပ်တာ round 4ပြီးပြီပေါ့နော် round 4ပြီးတော့ round 5မှာကြတော့ 3sc inc ဆိုတော့တိုင်တို3ခါထိုးမယ်ပြီးရင်တိုင်ပွား 3sc ပြီးရင် inc ဒါဆိုရင်တစ်စုံရပြီတိုင်တိုတစ်ခါနှစ်ခါ3ခါပြီးရင်တိုင်ပွားဒါဆိုရင်နှစ်စုံပြီးပြီပေါ့နော်တစ်ခါနှစ်ခါ3ခါပြီးရင်တိုင်ပွားဒါဆို3ခေါက်ပြီးပြီနောက်ထပ်အလိုမျိုးကို3ခေါက်ထပ်ပြီးတော့လုပ်မယ်နော် round 5ပြီးသွားပြီ round 5ပြီးသွားပြီဆိုတော့အခုမတို့ round 6မှာကြတော့တိုင်တို 4sc inc အဲ့တော့တိုင်တို4
ကထိုးမယ်2 3 4 5 6ပတ်တန်ကအတူတူပဲเนาะပထမဆုံးက INC ရေးကြည့်ပဲလုပ်တယ်ပြီးရင် SC INC ပြီးရင် 2SC INC ပြီးရင် 3SC INC အခု 4SC INC အဲ့လိုမျိုးလေးပတ်တန်ကပွားသွားတာเนาะဝိုင်းလေးပွားသွားခြင်းနဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးပုံစံအတိုင်းပဲပြီးရင်4ကနေ5 5ကနေ6 6ကနေ7အဲ့လိုမျိုးဒီတိုင်းတို့ရေးတွက်လေးတွေပို့သွားတာပေါ့နော်ကိုတခြားတစ်ခုခုလုပ်ချင်တယ်ဆိုလို့ရှိရင်လေအဲ့လိုမျိုးလေးပွားသွားလို့ရတယ်အခုမွားက 4SC INC ကိုနှစ်ခါပြီးသွားပြီ1 2 3 4ပြီးရင်တိုင်းပွားဒါဆို3ခါပြီးပြီဆိုတော့ထုံးစံတိုင်းပဲမနောက်ထပ်3ခါကိုဆက်ပြီးတော့လုပ်လိုက်မယ်နော် round 6ပြီးရင်မတို့ရဲ့ပုံစံလေးကဒါမျိုးလေးဖြစ်နေမယ်နော်ဒါမျိုးလေးအဲ့ပြီးတော့ round 7ရယ် round 8ရယ် round 9ရယ်3 round စာပေါ့နော်3 round စာမတို့ကတိုင်ပွားမထည့်တော့ဘဲနဲ့တိုင်တိုလေးကြည့်ပဲတစ်ပတ်စီ3ပတ်ပတ်မယ်သူကလေမတို့ကခု4SC INC round 6မှာမတို့ 4SC INC ကို6စုံလောက်တာမလားအဲ့တော့ 4SC INC က 4SC ကတိုင်တို4တိုင်ပြီးရင် INC ကတိုင်ဝါဆိုတော့2တိုင်စုစုပေါင်းတစုံမှာ 4SC INC တစုံမှာမတို့ရဲ့တိုင်က6တိုင်ရှိတယ်အဲ့တော့အဲ့လိုမျိုး6စုံလောက်တာဆိုတော့စုစုပေါင်းဒီ round 6မှာမတို့ရဲ့တိုင်တိုအရေးအတွက်က36တိုင်ရှိရယ်เนาะ36တိုင်အဲ့တော့ round 7မှာ36တိုင်ကိုတိုင်ဝါမထည့်ပဲနဲ့36တိုင်လုံးတိုင်းတစ်ခါနဲ့အဲ့လိုမျိုးတပတ်ပတ်မယ် round 8လည်းအဲ့လိုပဲ round 9လည်းအဲ့လိုပဲတိုင်ဝါလုံးဝမပါပဲနဲ့တိုင်တိုလေးကြည့်ပဲတပတ်နဲ့3ပတ်ပတ်ပြရမယ်เนาะအဲ့ဒါဆိုရင် round 9ရဲ့အထိမတို့သွားလိုက်မယ်ပြီးရင်ဘယ်လိုလေးလဲဆိုတာကိုပြင်ကြည့်မယ်เนาะ round 9အထိပြီးသွားရင်မတို့ရဲ့အယုတ်လေးကဒီလိုမျိုးပုံစံမျိုးလေးဖြစ်သွားမယ်နော်ခုံလေးတိုင်ပွားပါတော့ကပြန်လေးတိုင်ပွားမပါပဲနဲ့မတို့တိုင်းတစ်ခါ3ဘက်ပတ်လိုက်တဲ့အချိန်မှာဒီလိုမျိုးလေးခုံလေးဖြစ်လာတာပေါ့နော်ဆိုတော့ဒါ round 9အထိပြီးပြီဆိုတော့အခု round 10မှာကြတော့မတို့ကတိုင်ပွားလေးတွေပါမှာဆိုတော့လေတိုင်တိုင်းရင်ထိုးလိုက်မယ် round 10ကိုတိုင်တိုင်းရင်ထိုးပြီးသွားရင်မတို့မကြိတ်ကလေးနဲ့မှတ်လိုက်မယ်နော်ပထမဒီထိုးလိုက်တဲ့တိုင်းထိုးလိုက်တဲ့တိုင်ရဲ့ထိပ်လေးမှာမှတ်လိုက်မယ်နော်ပြီးရင်2 3တိုင်တို10ကထိုးမှာနော်4 8 9 10တိုင်တို10ကပြီးရင်မတို့တိုင်ပွား9ကတိုင်ပွားကို9ကစက်တိုက်လုံးမယ်1ပြီးရင်2တနေရာထဲမှာ2ခေါက်ထိုးတာနော်3 4 ဒီမှာမတို့တိုင်ပွားလေးကတိတာတယ်နော်ဒီဘက်မှာဆိုရင်တနေရာကိုတစ်တိုင်းပဲဒီနောက်မှာကျတော့အဲ့လိုမျိုးပြုံလေးဖြစ်သွားတာဒီလိုမျိုးလေးနော်ဟွာလေးကလည်းပတ်တန်လေးကလည်းဒီလိုမျိုးလေးလက်ခုံးလေးလိုပေးကိုကားပြီးတော့ထွက်လာတာဒီလိုမျိုးလေးနော်တိုင်ပွား9ကပြီးရင်တိုင်တို6ခါ1 2 3 4 5 6တိုင်တို6ခါပြီးရင်နောက်ထပ်တိုင်ပွား9ခါဒီလိုမျိုးပဲဒီနားလေးမှာတိုင်ပွား9ခါ
ခါ3ခါ4ခါ5ခါတိုင်ပေါ်5ခါပြီးသွားရင်မတို့ကနောက်ထပ်တိုင်တိုး10ခါပြန်ထိုးမယ်ဒါမှဟိုဘက်ဒီပဲညီမှာနော်ဟိုဘက်ဒီပဲညီရဲ့ပထမဆုံးဖွမီလေးsorry ပထမဆုံးတိုင်တိုးလေးထိုးပြီးတော့မတို့ magic လေးမှတ်ခဲ့တယ်ပြီးတော့တိုင်တိုး10ခါတိုင်ပွား5ခါပြီးရင်အလဲမှာတိုင်တိုး6ခါပြီးရင်တိုင်ပွား5ခါဆိုတော့အစနဲ့အဆုံးတူအောင်လို့ဒီဘက်မှာမတို့ကတိုင်တိုး10ခါပြန်ပြီးတော့ထိုးပေးမယ်နော်အဲ့တော့1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6 9 10 9 10အစနဲ့အဆုံးနဲ့မတူတဲ့ pattern တွေလည်းရှိရเนาะဒါပေမဲ့ဒါကတော့မတို့က balance ဖြစ်တဲ့မျက်နှာလေးပုံစံလေးဆိုတော့ဟိုဘက်ဒီဘက်ကအစနဲ့အဆုံးနဲ့တူနေရเนาะဒါဒီလိုမျိုးလေးအုတ်ထုတ်လေးလိုပါလေးလိုနဲ့ပေါ့ဘေးလေးကိုကားထွက်ပြီးတော့မျိုးလေးအမှန်တော့ဒီနားလေးကပါเนาะအကောင်လေးမတို့ရဲ့အယုတ်လေးကပါဖောင်းဖောင်းလေးမို့လို့ပါနေရလေးမှာတိုင်မွားလေးတွေနဲ့အဲ့လိုမျိုးလေးဖြစ်နေရဆိုတော့ရေတွက်အဆင်ပြေသွားပြီကြိုက်သွားပြီဆိုတော့မတို့ magic ကလေးဖြုတ်လိုက်မယ်လုံနေကြလူတွေက magic မမှန်လဲရရနော်ခုမှစားတဲ့သူတွေကကြတော့ magic ကလေးတုံးကြည့်မတို့ magic လေးကြွားခြင်းလားတုံးပြတာအဲ့တော့မတို့ round 9အထိအခုက round 10ပြီးသွားတာနော် round 9အထိကတိုင်ကမတို့36တိုင်ရှိရလို့ပြောခဲ့တယ်အဲ့တော့ဒီ round 10မှာကြတော့မတို့ဘယ်နှတိုင်ရှိလဲဆိုတော့တိုင်ဘွားက9ကဒီနားမှာ9ကဒီနားမှာ9ကစုစုပေါင်းတိုင်ဘွား10တိုင်ပါခဲ့ရဖြစ်တဲ့အတွက်တိုင်10တိုင်ပို့သွားမယ်ပေါ့နော်တိုင်10တိုင်ပို့သွားမယ်ဆိုတော့ round 9အထိက36တိုင် round 10မှာတိုင်ဘွား10ကပါတဲ့အတွက်10တိုင်ပို့တော့ round 10ပြီးတော့မတို့က46တိုင်တိုင်တိုး46ခုဒီတစ်ပတ်လုံးမှာတိုင်တိုး46ခုရှိတယ်အဲ့တော့ round 11ရဲ့12ရဲ့13ရဲ့17စနစ်73 3တန်းစာကမတို့ဒီ46တိုင်ပဲတိုင်ဘွားလုံးဝမပါဘူးတိုင်တိုးတွေတိုင်းတစ်ခါတိုင်းတစ်ခါတိုင်းတစ်ခါနဲ့ဒီလိုမျိုး3ဘက်ပတ်ပြရမယ် round 11 12 13 3 round 46 SC ပေါ့နော်46 SC ကိုမတို့3 round တက်ပြရမယ်ဒါဆိုရင်ဒါလေးကိုဆက်ပြီးတော့ထိုးလိုက်မယ်တိုင်ဘွားလုံးဝမပါဘူးတိုင်းတစ်ခုတိုင်းတစ်ခုပဲနော် round 13အထိပြီးပြီပေါ့နော် round 13အထိပြီးတဲ့ချိန်မှာမတို့ရဲ့ရုပ်လေးကဒါမျိုးလေးဖြစ်နေမယ်ဒီနားလေးကတိုင်စပွားတဲ့နေရာလေးပြီးတော့အောက်မှာဒီလိုမျိုးလေးဒီလိုလေးနော် okay အဲ့တော့အခုမတို့ကတိုင် short ပါတော့မယ်ပေါ့နော်တောက်လျှောက်ပွားလာပြီးဆိုတော့ဒါလေးကလုံးသွားဖို့အတွက်ဆိုရင်မတို့ကတိုင်လေးတွေကိုပြန် short ပြီးတော့ဖြည်းဖြည်းနဲ့အတွင်းထဲကိုပြန်ပြီးတော့လုံးသွားပေးရမှာဆိုတော့လေအဲ့တော့အခု round 14မှာမတို့ကတိုင်တိုး10က1 2 3 4 5 6 9 10တိုင်တိုး10ကပြီးရင်တိုင်လျှော့5ကမတော့ပွားထားသလောက်ပြန်ပြီးတော့လျှော့ပေးရမှာဆိုတော့လေအဲ့တော့တိုင်လျှော့5က 5DEC ပေါ့နော် 5DEC ဆိုတော့မတို့က invisible decrease ကိုပဲသုံးမယ်ပထမကွင်းလေးတွေကိုဒီမှာသူကဒီလိုမျိုးလေးနှစ်ကွင်းရှိရလေပထမကွင်းလေးတွေကိုအကူထည့်မယ်ပြီးရင်နောက်တစ်ကွင်းလေးကိုလည်းအကူထည့်မယ်နှစ်ခုပေါင်းပြီးတော့မှတိုင်တိုတစ်ခုယူလိုက်တာပေါ့နော်ဒါဆိုရင် DEC တစ်ခါပြီးရင်တတိယမြောက်နဲ့စတုတ္ထမြောက်ကိုလည်းနှစ်ခုပေါင်းပြီးတော့တစ်ခါဆိုတော့နှစ်ခါပြီးရင်အဲ့လိုပဲနောက်နှစ်ခုကိုလည်းပေါင်းပြီးတော့တစ်တိုင်း3က4က5က 5DEC ပြီးရင်6 SC 1 2 3 4 5 6
6SC ပြီးရင်နောက်ထပ် 5DC ဆိုတော့ဒီနေ့3 4 5 sorry 5ခါပဲเนาะမတော့ 5DC နောက်ထပ် 5DC ပြီးရင် 10SC ဒီနေ့3 4 5 6 9 10 okay အဲ့တော့ round 14ပြီးတဲ့အချိန်မှာမတို့ရဲ့ပတ်တန်လေးရဒါမျိုးလေးဖြစ်နေမယ်เนาะဒီမှာအစကတိုင်မွားတွေကြီးပဲတော့ကသူကကကလေးပြီးတော့တိုင်မွားလုံးဝမပါတဲ့အချိန်မှာအောက်ကိုစိုက်ကလေးဖြစ်သွားတာပေါ့เนาะအခုတိုင်ရှော့တွေထည့်လိုက်တဲ့အချိန်မှာကျတော့သူကကုတ်သွားပြီပြင်ဖြည်းဖြည်းနဲ့ကုတ်ပြီးတော့လုံးသွားမှာเนาะအဲ့တော့ဒါမျိုးလေးเนาะဒီမှာဒီနားပါလေးလေးမတို့ခုတောင်တီးတာနေပြီပါနှစ်ဖက်ဖောင်းဖောင်းလေးဟာ round 40ပြီးတော့ round 15 round 15မှာကျတော့မတို့ကဒီမှာ round 30မှာတိုင်က46တိုင်ရှိခဲ့တာအဲ့တော့ round 14မှာကျတော့တိုင် short ဒီဘက်မှာ9ကဒီဘက်မှာ9ကလောက်တာဖြစ်တဲ့အတွက်တိုင် short 10ကဆိုတော့10တိုင်ရော့မယ်10တိုင်ရော့တော့ round 14မှာမတို့ရဲ့တိုင်ရေအတွက်က36တိုင်ပဲကျန်မယ်เนาะ36တိုင်ပဲကျန်မယ်အဲ့တော့အခု round 15မှာတိုင်တို9က sorry တိုင်တို4ကနဲ့3 4တိုင်တို4ကတိုင် short တစ်ခါတိုင်တို4ကတိုင် short တစ်ခါကိုမတို့က6စုံလုံးမယ်ဆိုတော့အခုတစ်ခါပြီးသွားပြီ1 2 3 4ပြီးရင်တိုင် shortတိုင် short လေးတွေလုပ်တဲ့အခါမှာလေအပေါက်ကလေးတွေကျဲပြီးကျန်းနေတတ်တာမလို့မတို့ကဂယူးဆိုင်ပြီးတော့ကြက်ကလေးဖြစ်အောင်လုပ်နော်မဟုတ်ရင်အဲ့လိုအပေါက်ကြီးဖြစ်နေလိမ့်မယ်ဆိုတော့နှစ်စုံပြီးပြီဆိုတော့1 2 3 4တိုင် short အခုမတို့3စုံပြီးပြီဆိုတော့6စုံစုစုပေါင်း6စုံလောက်ရမှာနောက်ထပ်3စုံကျန်တာကိုမဆက်ပြီးတော့လုပ်လိုက်မယ်နော် round 15ပြီးတော့ round 16ကိုရောက်ပြီ round 16မှာကျတော့မတို့ကတိုင်တို3ကတိုင် short တစ်ခါအဲ့ဒါကို6စုံလုပ်မယ်နော်တိုင်တို3ကတိုင် short တစ်ခါဆိုတော့ခုနှစ်စုံပြီးသွားပြီနောက်ထပ်4စုံကျန်တာကိုမဆက်ပြီးတော့လုပ်လိုက်မယ်နော် round 16ပြီးပြီဆိုတော့မတို့ဒီအပေါက်လေးကလည်းတော်တော်လေးပိတ်နေပြီဆိုတော့အခုဆီလီကွန်ထည့်မယ်ပေါ့နော်ဆီလီကွန်ကလေးတစ်လုံးနဲ့အများကြီးမထည့်ဘဲနဲ့နည်းနည်းချင်းစီခွဲပြီးတော့ထည့်နော်ပြီးရင်မတို့ဒီပါဖောင်းဖောင်းနေရာလေးကိုဆီလီကွန်ရအောင်တခြားလေးထည့်မယ်အဲ့လိုမျိုးနေရာလေးရကြံတဲ့လို့လေပါနေရာလေးကိုတခြားလေးထည့်မယ်ဆီလီကွန်ထည့်ပြီးတော့လေပြန်ထိုးပြီးဆိုလို့ရှိရင်သူကဆီလီကွန်ကကန်နေတာဆိုတော့လေနည်းနည်းလေးတော့ထိုးရခက်တယ်အမှလက်လေးနဲ့တခြားလေးထိန်နော်ပြီးရင်မတို့ကအခု round ဘလောက်ရောက်သွားလဲ round 17ထင်တယ်နော် round 17မှာတကယ်လို့မားတယ်ဆိုလို့ရှိရင်လေဒီမပတ်တန်လေးရေးထားပေးမယ်အဲ့ဒါလေးကိုပဲကြည့်နော် 2SC INC ဒါတော့မှန်တယ်ဟို round ရေးအတွက်ရေးတာမှားပါမှာဆိုလို့လေဆိုတော့ဒီနေ့ပြီးရင်တိုင် short
ခုနဆုံးပြီးသွားပြီတိုင်တိုး2ခါတိုင်လျှော့တစ်ခါကိုမတို့6ဆုံးလောက်ရမယ်နော် round 17ပြီးတော့ round 18ကိုရောက်ပြီအဲ့ဒီမှာကျတော့မတို့ကတိုင်တိုးတစ်ခါတိုင်ရော့တစ်ခါတိုင်တိုးတစ်ခါတိုင်ရော့တစ်ခါအဲ့မျိုး6ခါလုံးမယ်နော်အပြင်မှာဆီလီကွန်လေးနည်းနည်းထပ်ထည့်မယ်ဒီလုံးလေးရဲ့နေရာလေးရှိလို့လေတိုင်တိုးတစ်ခါတိုင်ရော့တစ်ခါ6ခါလုံးပြီးသွားပြီဆိုတော့မဆီလီကွန်လေးနည်းနည်းကိုညှက်ကလေးနဲ့ထပ်ပြီးတော့ထည့်လိုက်မယ်နော်တကယ်လို့မတို့တိုင်ရော့တွေလောက်ခဲ့တာမပြောသလိုအပေါက်ကြကြကြီးတွေလောက်ခဲ့မိတယ်ဆိုရင်ဒီဆီလီကွန်ပြန်ထည့်ပြီးဒီလိုမျိုးပိတ်တဲ့အချိန်မှာဒီနားကကြကြကြီးတွေဖြစ်နေမှာเนาะအဲဒါကြောင့်မလို့မွားကတိုင်လျှော်လေးတွေလောက်တဲ့အခါမှာပို့ပြီးတော့ကြကြလေးလေးလောက်ဖို့ပြောတာတကယ်လို့လက်ကမထိန်ဒီဆီလီကွန်ထည့်လိုက်တာရောဒီတိုင်လျှော်လောက်တာလည်းနည်းနည်းပြန်ကန်တာဆိုတော့လေအဲ့လိုမျိုးလက်ကမထိန်တတ်ဘူးဆိုလို့ရှိရင်ပုံမှန်ထိုးတဲ့အဆိုင်တဲ့တစ်ဆိုင်သေးပြီးတော့တိုင်လျှော်လေးတွေလုပ်လို့ရတယ်เนาะပုံမှန်ကိုကအခုဘယ်လောက်ထိုးနေတော့3နဲ့3ရင် 2.5 လောက်နဲ့ပေါ့နော် 2.5 နဲ့ထိုးနေရင်2လောက်အဲ့လိုမျိုးလေးနဲ့လေအဲ့လိုမျိုးတိုင်အဆိုင်ကို short ပြီးတော့လေသုံးလို့ရတယ်အဆိုင်တစ်ဆိုင်သေးဟိုမှာလေနည်းနည်းလေးခယူးဆိုင်ပြီးတော့ကြက်ကလေးလုပ်ပေးလေရတယ်နော်โอเคဒါဆိုရင်ရပြီဆိုတော့မတာကိုဆက်ပြီးတော့ပိတ်လိုက်တော့မယ်အမှန်ကတော့လေပိတ်တယ်ဆိုလို့ရှိရင်မတို့ကတိုင်ရော့6ခေါက်လောက်ရတာပေါ့နော်အစခဲ့တဲ့အတိုင်းပြန်ပြီးတော့ဆုံးမယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးဒါပေမဲ့မွားကတော့အခု3ကောက်4ကောက်ပဲလုပ်လိုက်မယ်နော်ပြီးရင်ကျိုးလေးချန်ပြီးအဲ့ကျိုးလေးနဲ့ပဲခြီပြီးတော့ချုပ်ပြီးတော့ပိတ်လိုက်မယ်ရှက်ကော်လေးလုပ်လိုက်မယ်နော် sorry နောက်ဆုံးမှရှက်ကော်လေးလုပ်တာမှမပြလိုက်ရလို့ပြန်ပြမယ်မတိုင်လျှော်လေးကောက်လုပ်လိုက်ပြီးတော့ပေါက်ထဲကိုထည့်ပြီးတော့ slip stitch လေးလုပ်လိုက်တာနော် slip stitch လေးလုပ်ပြီးတော့မှကျိုးကိုနည်းနည်းရှည်လေးညှက်လိုက်မယ်ပြီးရင်ချုပ်အပ်ကလေးနဲ့ချုပ်ပြီးတော့ပိတ်လိုက်မယ်ပြီးရင်အကိုခြီကိုထဲထဲလေးကနေထိုးပြီးတော့မှခြီစာသိမ်းလိုက်မယ်ခုဆိုရင်မတို့ရုပ်ကောင်းလေးပြီးသွားပြီပေါ့နော်ခေါင်းလေးပြီးသွားပြီဆိုတော့ body ထိုးကြမယ်ဆိုတော့ခြေထောက်ကနေစပြီးတော့ထိုးမယ်ခြေထောက်ကနေအပေါ်ကိုတက်ပြီးတော့မှခဏကိုဖြတ်သွားမှာပေါ့နော်အဲ့တော့ round 1မှာမတို့ကထုံးစံအတိုင်းပဲ measuring ကိုတိုင်တိုနဲ့6ခါနဲ့လုပ်မယ်1 2 3 4 ဒါလေးနော်မတရားလေးနည်းနည်းတိုးသွားလို့ပြီးရင် round 2ကတိုင်ပွား6ခါခေါင်းနဲ့တူတူပဲเนาะတိုင်ပွား6ခါဆိုတော့စုစုပေါင်းမတို့က6တိုင်ကနေ6ခါပွားတော့12တိုင်ဖြစ်သွားမှာပေါ့4 5 6 9 10
round 3 4 5 3တန်းက12တိုင်ကိုတပေါက်တစ်ချက်နဲ့3တန်းတက်မယ်တိုင်ပွားလုံးဝမပါဘူးเนาะ3 4 5 3တန်းစာတွဲ SC ဆိုမှသွားမယ်เนาะ round 5အထိတွဲ SC ပြီးသွားပြီပေါ့เนาะပြီးသွားပြီဆိုတော့မတို့ကရှက်ကောလုပ်လိုက်မယ်ပြီးရင်ပုံမိတစ်ခါထိုးမယ်ကျိုးလေးကိုညှက်လိုက်မယ်ကျိုးစာအရှိချန်စရာမလိုဘူးเนาะဒါခြေထောက်တစ်ဖက်ပြီးသွားပြီပြီးတော့ဒီဟာနဲ့တပုံစံနဲ့နောက်တစ်ဖက်ထပ်ပြီးတော့ထိုးမယ်နောက်တစ်ဖက်မှာကျတော့ကျိုးစာမညှက်ဘူးဘာလို့လဲဆိုတော့ဒီခြေထောက်နဲ့ဆက်ပြီးတော့ခနာကိုဆက်ပြီးတော့တက်မှာအဲဒါကြောင့်မလို့ဒီပထမဆုံး measuring နဲ့တိုင်တိုး6ခါပြီးရင်တိုင်ပွား6ခါပြီးရင်3 4 5 3 4 5 3 round စာတွဲ SC 3တန်းထိုးမယ်เนาะ3တန်းထိုးပြီးသွားရင်ကြိုးစားမညက်ဘူးဒီလိုမျိုးလေးပဲရမယ်ဒါဆိုရင်မထိုးလိုက်မယ်เนาะနောက်ထပ်တစ်ဖက်ပြီးသွားပြီဆိုတော့မတို့ကဒီကြိုးမညက်ဘူးเนาะပြီးရင်ဒါလေးနဲ့ဆက်မယ်ဆိုတော့အခုသူကဒီတိုင်းလေးရှိနေရမလားမတို့ဒီလိုမျိုးထိုးနေရဆိုလေအဲ့ဒီတိုင်းလေးပဲဒီဘက်ကိုလေမတို့ရှက်ကော်ဆက်ခဲ့တဲ့တိုင်ရှက်ကော်ဆက်ခဲ့တဲ့အပေါက်ရဲ့နောက်တစ်ပေါက်မှာအခုယူလိုက်မယ်ယူပြီးရင်ဒါကိုဆက်ပြီးတော့ထိုးမယ်နော်အဲ့တော့ဒါဆိုရင်ပထမ6ရောင်းနဲ့ဒုတိယ6ရောင်းနဲ့ဆက်လိုက်ပြီတိုင်းတိုင်းထိုးပြီးတော့ဆက်လိုက်တာနော်ပြီးရင်အဲ့ဒီတစ်ပတ်ကိုဒီတစ်ပတ်လုံးစာကိုမတော်12တိုင်းမလားအဲ့တော့12တိုင်းပြအောင်ပတ်လိုက်မယ်2တိုင်း3တိုင်း4တိုင်း5တိုင်း6 9 10 9 ဒီ6တော့တစ်ခုဒီ6တော့တစ်ဖက်ပေါ်မှာတိုင်ရ12တိုင်ဆိုတာကလေပိုလဲမပိုရဘူးလိုလဲမလိုရဘူးเนาะမတို့ကသူ့တစ်ပတ်လုံးစာမှာ12တိုင်ရှိတာဆိုတော့လေအဲ့ဒါကိုရေးမယ်เนาะပထမ6တော့နဲ့ဒုတိယ6တော့နဲ့ဆက်လိုက်ပြီးဆိုတာနဲ့တိုင်ကိုရေးမယ်ဒါမှဒီပထမ6တော့ပေါ်ဆက်ပြီးတော့ထိုးတဲ့ဟာက12တိုင်ဖြစ်မှာမှန်ပါတကယ်လို့ပိုးနေတာဖြစ်ဖြစ်လုံးနေတာဖြစ်ဖြစ်မှားတယ်เนาะဒီဘက်မှာ12တိုင်ရပြီဆိုတော့ဟိုဘက်ကိုလည်းဒီဘက်6တော့ပေါ်ကိုလည်း12တိုင်ဆက်ပြီးတော့ထိုးမယ်ဒီဘက်မှာကျတော့ဘယ်မှာသွားပြီးတော့ဆက်ထိုးမှာလဲဆိုတော့ဒီမှာနောက်ဆုံးထိုးခဲ့တဲ့တိုင်ရဒီတိုင်သူ့ရဲ့ဒီရှေ့ဘက်ကတိုင်တပေါက်ထဲမှာ2တိုင်လည်းရှိမနေရဘူးအပေါက်တွေလည်းကြော်မသွားရအောင်เนาะဒါဆိုရင်အရေးအတွက်တွေကမပြည့်ဘဲနဲ့နေမှာဆိုလို့လေဖြစ်နိုင်တော့မကြိတ်လေး3ပေါ့เนาะ1 2 3 4 5 6 9 10 ဖြစ်နိုင်လေဟိုဘက်6တော့ပေါ်ကိုဆက်ချင်းပထမဆုံးတိုင်တိုင်းထိုးပြီးပြီဆိုကြတဲ့ကမကြိတ်မှန်လိုက်ဒါဆိုရင်အမတို့ကတပတ်ပြည့်တဲ့အခါကျရင်မှားစရာမလိုတော့ဘာလို့လဲဆိုတော့ဒီ6တော့ပေါ်မှာ12တိုင်ဒီ6တော့ပေါ်မှာ12တိုင်ကိုထိုးလိုက်ပြီဆိုတော့ဒီနှစ်ခုကိုဆက်လိုက်တဲ့အချိန်မှာအမတို့ရဲ့ဒီတိုင်ရည်အတွက်ကစုစုပေါင်း24တိုင်ရမယ်နော်24တိုင်ရမှာပါဟိုဘက်12တိုင်ဒီဘက်12တိုင်ဒီလိုမျိုးလေးအဲ့တော့အခု24တိုင်ကိုနောက်ထပ်2တန်းထပ်ပြီးတော့တက်မယ်ဒီတိုင်းလေးပဲဟိုမှာ24တိုင်နောက်ထပ်2တန်းထပ်ပြီးတော့တက်မယ်နော်24တိုင်2တန်းထိုးပြီးသွားတဲ့အခါမှာမတို့ရဲ့ပထမဆုံးမတို့6တော့နှစ်ဖက်ဆက်တုံးက24တိုင်တန်းထိုးလိုက်တယ်နောက်ထပ်2တန်းထိုးတာဆိုတော့24တိုင်ကစုစုပေါင်း3တန်းပေါ့နော်3 round ပေါ့3 roundအဲ့တော့အခုမတို့ရဲ့ round ကအရေအတွက်ဘယ်လောက်ကိုရောက်သွားလဲဆိုတော့6တော့တစ်ဖက်မှာမတို့က round 5အထိထိုးခဲ့တာလေ
3 4 5ဆိုတော့5အထိထိုးခဲ့တာဆိုတော့နောက်ထပ်3 round ပြီးသွားတာဆိုတော့ round 8ရောက်သွားပြီပေါ့နော်အခု round 9မှာကြတော့မတို့ကတိုင်တိုတစ်ခါနောက်ထပ်တိုင်တိုတစ်ခါနှစ်ခါပြီးရင်တိုင် short invisible decrease ကိုပဲသုံးမယ်နော်တိုင် short အဲ့လိုမျိုးကိုမတို့က6ခေါက်လုံးပါတိုင်တိုနှစ်ခါပြီးရင်တိုင် short နှစ်ခေါက်ပြီးသွားရင်နော်ပြီးရင်တိုင်တိုတစ်ခါနောက်ထပ်တစ်ခါနှစ်ခါပြီးရင်တိုင် short ဆိုတော့ဒီမှာ6လောက်တစ်ဖက်ဒီအလဲတက်တက်လေးကိုရောက်နေနော်ဆိုတော့3ခါပြီးသွားပြီနောက်ထပ်3ခါကိုနောက်6လောက်တစ်ဖက်ပုံမှာထိုးမယ်အဆိုမှထိုးလိုက်မယ်နော် round 9ပြီးသွားပြီဆိုတော့နောက်ထပ် round 10မှာကြတော့ဆော့အောင်မတို့က24တိုင်ရှိရလေ24တိုင်ကိုတိုင် short 6ခါလောက်တော့ 2SC DEC ကိုမတို့က6ခေါက်လောက်တာမလားအဲ့တော့ DEC ကစုစုပေါင်း6ခါပါတယ်အဲ့တော့6တိုင်ရောမယ်24တိုင်ကနေ6တိုင်ရောတော့18တိုင်ကျန်မယ်နော်အဲ့တော့ round 10မှာအဲ့ဒီ18တိုင်မှာတစ်တိုင်တစ်ခါထိုးမယ်တိုင်ရောမပါတော့ဘူးရိုးပဲရိုးတစ်တိုင်တစ်ခါနဲ့18တိုင်ပတ်ပေးရမယ်ဒါဆိုရင်မဟိုးပဲရောက်တဲ့အထိထိုးလိုက်မယ်နော် round 9ပြီးတော့မတို့ဆီလီကွန်လေးထည့်မယ် sorry round 10ပြီးတော့ပေါ့နော်ပြီးရင် round 11မှာကြတော့မတို့ကတိုင်တိုတစ်ခါတိုင်ရောတစ်ခါတိုင်တိုတစ်ခါတိုင်ရောတစ်ခါဒါမျိုးကို6စုံလောက်ရမှာเนาะတိုင်တိုတစ်ခါတိုင်ရောတစ်ခါခု3စုံပြီးသွားပြီနောက်ထပ်3စုံဆက်လုပ်လိုက်မယ် round 11ပြီးတော့ round 12မှာတိုင်တိုလေးကြည့်ပဲတစ်ပတ်ပေါ့နော်အစောက round 10မှာမတို့ကတိုင်က18တိုင်ကျန်တာမလား18တိုင်ကနေမတို့ကတိုင်ရော6ခါထပ်ပါတော့အခုဒီ round 12မှာဆိုလို့ရှိရင်မတို့ရဲ့တိုင်ကစုစုပေါင်း12တိုင်ပဲကျန်မယ်နော်တိုင်ရောက6စုံစာဆိုတော့မတို့6တိုင်ရောတာမလို့เนาะပြည့်ပြီဆိုရင်မတို့ကရှက်ကော်လေးလုပ်လိုက်မယ်ပြီးရင်ဖမီလေးထိုးပြီးတော့ကျိုးလေးကိုရှိလေးညှက်လိုက်မယ်ဘာလို့လဲဆိုတော့ဒီကျိုးကမတို့ခေါင်းနဲ့တော့တွဲမှာမလို့လေပြီးရင်ဆီလီကွန်လေးထပ်ထည့်မယ်ဒီနားမှာဆီလီကွန်မပါတော့သူကနည်းနည်းလေးကျုံဒီလိုမျိုးလေးမတို့ကခေါင်းလေးနဲ့ဆက်မှာဆိုတော့ခဏကိုပြီးပြီဆိုတော့မတို့အခုလက်လုံးမယ်လက်ကိုလည်း round 1မှာက measuring 9ခါတိုင်တို9ခါเนาะ measuring နဲ့1 2 3 4 5 6 ပြီးရင်round 2မှာက 7SC တိုင်ဝါမပါတော့ဘဲနဲ့ဒီ
မကျရင်တိုင်တို9ခါကိုပဲတပတ်ပတ်မယ်အတွင်းနဲ့ပြောင်းပြန်တဲ့အတဲနဲ့ကိုသိရမှာเนาะမတို့ကဒီလိုအတွင်းထဲကိုနှိုက်ပြီးတော့ထိုးနေရဆိုရင်ဒါကပြောင်းပြန်ဘက်အပြင်မှာရှိနေတာအလှဘက်အပြင်မှာရှိနေရမှာအလှဘက်ပေါ့เนาะဆိုတော့ဒီလိုမျိုးအတွင်းထဲမှာနှိုက်ထိုးနေတဲ့ပုံစံမဖြစ်ရဘူးမတို့ကဒီလိုမျိုးအပြင်ကနေပဲထိုးရเนาะခုနကလိုမျိုးလေးဒီလိုအတွင်းထဲယူနှိုက်ပြီးတော့ထိုးနေတဲ့ပုံစံမျိုးဒီအခွက်ကလေးကအတွင်းထဲကိုရောက်နေတယ်ဆိုလို့ရှိရင်အဲ့ဒါပြောင်းပြန်ဖြစ်နေရเนาะကဲအဲ့တော့မတို့အခု round 2ပြီးပြီဆိုတော့ round 3ကလည်းတိုင်တို9ခါဆိုတော့ထပ်ပြီးတော့ထိုးလိုက်မယ်ဆိုတော့အဲ့တော့ round 2နဲ့ round 3ကတိုင်တို9ခါ2ခေါက်เนาะဒီနဲ့3 4 5 6 round 2နဲ့ round 3ပြီးပြီဆိုတော့ round 4ကဟိုမှာတို့ဒီမှာဒီဟာလေးကိုဒီဘက်တစ်ချမ်းရောဟိုဘက်တစ်ချမ်းရောထိုးလိုက်မယ်နှစ်ချမ်းစလုံးပေါင်းပြီးတော့မှတိုင်တိုတစ်ခါပြီးရင်နောက်တစ်ပေါက်ထဲကိုဝင်မယ်တိုင်တိုတစ်ခါပြီးရင်နောက်တစ်ပေါက်ထဲကိုဝင်မယ်တိုင်တိုတစ်ခါနှစ်ချမ်းပေါင်းပြီးတော့တိုင်တိုလေးထိုးလိုက်တာရနော်ဒီမှာခုနကလိုခွက်ကလေးဒါမျိုးဟာလေးဖြစ်မနေတော့ဘဲနဲ့ဒီမှာဟိုဘက်နှစ်ချမ်းပေါင်းပြီးတော့မှတိုင်တို3တိုင်ပဲကျန်တယ်ရမယ်နော်ပြင်ဒါလေးကိုလည်းကျိုးလေးကိုရှိလေးခြံမယ်ဒါလေးကလည်းတွားပြီးတော့ကတ်ပြီးတော့ဒီလိုမျိုးလေးချုပ်မှမလို့လေရမယ်နော်အဲဆိုတော့ဒါမျိုးနောက်ထပ်တစ်ဖက်ထပ်ပြီးတော့လုပ်လိုက်မယ်မမဒီဟာလေးကိုပြန်ပြီးတော့ပြပေးမယ်ဒီနာလေးကိုပထမဆုံး round 1 2 3ရတော့ထိုးလိုက်မယ်နော်နှစ်ချမ်းပေါင်းတဲ့အခါပြန်ပြပေးမယ်ဒီမှာ round 3ထိပြီးပြီဆိုတော့မဒီမှာသူကဒီလိုမျိုးလေးပေါ့နော်အလဲအပေါက်ကလေးအဲ့ဒါလေးကိုမတို့ကဒီဘက်တစ်ချမ်းလေးကိုထိုးပြီးတော့ဟိုဘက်တစ်ချမ်းကိုဆက်ပြီးတော့ထိုးလိုက်တာဒီပြီးရင်နောက်တစ်ထိုင်ကိုလည်းနှစ်ချမ်းလုံးစားထိုးလိုက်မယ်ဒီလိုမျိုးနော်ဒီလိုမျိုးပြီးရင်ကြိုးရှိလေးချက်မယ်ဒါဆိုရင်ခေါင်းလည်းပြီးပြီ body လည်းပြီးပြီလက်လေးလည်းပြီးပြီဆိုတော့အခုနေရွက်ထိုးမယ်နေရွက်ကလည်း round 1မှာမချရင်နဲ့တိုင်တို6ခါပဲသူကလေးပတန်လေးတွေကဆင်နေနော်လွယ်လေးဟိုအရန်ခက်ပတန်ကြီးတွေမပါဘူး6ခါဆိုတော့4 5 6ဒီဟာကိုပထမနည်းနည်းမသိလိုက်ဘူးဆိုရင်တော့မှနောက်တစ်ခါထပ်ထိုးရင်နည်းနည်းသိမှာနောက်တစ်ခါထပ်ထိုးရင်ပို့ပြီးတော့သိမှာအဲ့လိုမျိုးဒီပတန်လေးပဲဒီပတန်လေးတွေပဲထပ်နေတာလွယ်တာလေးလွယ်တယ်ပေါ့နော်လွယ်တာလေးလုပ်ပြထားဆိုတော့ဒီမှာ6ခါဆို round 2မှာကြတော့တိုင်ပွား6ခါဒါလည်းရှေ့ဟိုင်းနဲ့အတူတူပဲเนาะโอเคတိုင်မွား6ခါပြီးပြီဆိုတော့အမတို့က12တိုင်ဖြစ်သွားပြီပေါ့နော်တိုင်တို12တိုင်အဲ့တိုင်တို12တိုင်ကို round 3နဲ့ round 4နှစ်တန်းစာတိုင်တိုတွဲ SC ကို round 3 round 4ထိုးလိုက်မယ်နော်တိုင်မွားမပါဘူးအစောတုန်းကလေတွဲ SC ကို
2 round စာထိုးခိုင်းလိုက်တာလားလို့3နဲ့4လေ5အထိထိုးအောင်ပါနော်3 round စာထိုးအောင်ပါနော်3 4 5တွဲ SC ကို3 4 5 3 round စာထိုးရမှာပါအဲ့တော့ခုမတို့က round 5ရောက်ပြီဆိုဒီလိုမျိုးလေးခြေထောက်လေးနဲ့ပုံစံတူတယ်နော်ခြေထောက်လေးတုံးကလည်းဒီနားလေးအထိတူတယ်ပြီးရင်သူကမတို့တိုင်တိုးတစ်ခါထိုးလိုက်မယ်ပြီးရင်ဒီနားမှာမှတ်ချိတ်ကလေးသုံးလိုက်မယ်မှတ်ချိတ်ကလေးချိန်လိုက်မယ်နော်ပြီးရင်တိုင်ရောတစ်ခါပြီးနောက်အဲ့ဒါကြောင့်မလို့နေရာကြိုက်လားမကြိုက်လားသိအောင်လို့မတို့ဒီမှတ်ချိတ်ကလေးသုံးခဲ့တာနော်မှတ်ချိတ်ကလည်းချိတ်ထားတယ်ဒီထိုးရတာကလည်းတိတိလေးဆိုတော့လေနည်းနည်းလေးတော့အဲ့လိုမျိုးလေးဆိုလို့ရှိရင်နည်းနည်းလေးတော့လက်ပေါက်ကတည်းထိုးရတာတခြားလေးတို့နော်အဲ့တော့အခုမတို့ကတိုင်တိုးတစ်ခါတိုင်ရောတစ်ခါကို၄စုံလုပ်လိုက်တာမလားအစောကမတို့ round 5အထိမှာမတို့ရဲ့တိုင်က12တိုင်ရှိတယ်အခု round 6မှာတိုင်ရော၄ကထည့်လိုက်တဲ့အတွက်မတို့ရဲ့ round 6ပြီးသွားတဲ့အခါမှာမတို့ရဲ့တိုင်အရေအတွက်က8တိုင်ပဲကျန်မယ်12တိုင်တွေကတိုင်ရော၄ကဆိုတော့4တိုင်နှုတ်တော့8တိုင်ကျန်မယ်နော်အခုဒီ8တိုင်ကိုနောက်ထပ်တစ်ခေါက်ထိုးလိုက်မယ် round 7ပေါ့နဲ့3 4 5 6 8 okay ဒါဆိုလို့ရှိရင်မတို့ round 7ပြီးသွားပြီဆိုတော့မတို့ရှက်ကော်လေးလုပ်လိုက်မယ် slip stitch ပေါ့နော် slip stitch လေးလုပ်လိုက်မယ်ပြီးရင်ကျိုးလေးကိုရှည်ရှည်လေးချမ်းမယ်ဒါနေရွက်ဆိုတော့ဒါလည်း2ခုလုပ်ရမှာနော်နေရွက်လေးကမတို့ကခါတိုင်းလိုပြပြလေးတက်မှာမဟုတ်ဘဲနဲ့ဖောင်းဖောင်းလေးလုံးလေးတက်မှာဖြစ်တဲ့အတွက်မတို့ဒီထဲကိုဆီလီကွန်လေးထည့်မယ်ဒါဆိုရင်မတို့ကbody အစိတ်ပိုင်းလေးတွေဟာစုံသွားပြီပေါ့နော်စုံသွားပြီဆိုတော့ဒါလေးကိုအရင်တက်လိုက်မယ်ပြီးမှမတို့ခေါင်းလေးရဲ့ပန်းလေးတွေရဲ့လောက်ကြမယ်ပန်းလေးတွေပန်ထားသေးတာကိုအဲ့ဒါလေးတွေကိုဒါပြီးမှမတို့လောက်ကြမယ်ဆိုတော့ဒီဟာလေးကိုအရင်လောက်ကြမယ်ဆိုတော့ခေါင်းနဲ့ body နဲ့ကိုအရင် join မယ်ဒီမှာနော်ဒီလိုမျိုးလေးဆိုတော့ဒါမျိုးလေးကင်ထားပြီးတော့မှချုပ်လိုက်မယ်သူရှိနေတဲ့နေရာတိုင်းလေးပဲချုပ်လိုက်မယ်နော်လေတက်လေးကနေပြီးတော့တက်အောင်ချုပ်နော်ပြီးရင်ကြိုးစားလေးဘလို့လေးတင်လိုက်နော်body နဲ့ခေါင်းနဲ့ join ပြီးပြီဆိုတော့အခုလက်လေးရလေဒါဒီလိုမျိုးလေး
တိတိလေးတွေကိုမှဂျူဂျူကြကြလေးတွေဆက်နေရဆိုတော့လေအရင်မမြင်ရဘူးဆိုရင်ဒါမှလေးသူဟိုဟာဒီမခဏလေးပုံစံလေးပြမယ်အဲ့လိုမျိုးလေးဖြစ်သွားရင်ရတယ်နော်အဆင်ပြေတယ်လို့လေးချုပ်ပြီးတော့ဆက်လိုက်ဟိုမတေချာတော့ပြပေးချင်တယ်ဒါမဲ့လေအယုတ်လေးကရမ်းသေးနေရဆိုတော့အထဲမမြင်အောင်ဖြစ်နေနေရာလေးကိုလေးမျက်နှာလေးလုပ်ပြီးတော့မှတက်လဲရတယ်နော်အလေအရင်မကြောက်ဘေးနည်းနည်းလေးရောက်တယ်ဆိုတော့ဒီလိုမျိုးလေးဒီအလေလေးကိုအရင်မကတ်ဘူးနော်ရင်းဘေးလေးကြာတာမဟုတ်ဘူးဂျားထဲမှာ2 round စာလောက်ပေါ့ဆိုတော့ဒီလိုမျိုးလေးဆိုတော့အတိုင်းလေးပဲချုပ်တာလေကိုနေရာချတဲ့ပုံမူတည်ပြီးတော့နည်းနည်းလေးလွယ်တတ်တာမလို့မှအသေးစိတ်ကြီးမပြတာနော်ဟိုအယုတ်ကလေးကိုမှကို
ဖြစ်ရမယ့်ပုံစံလေးအတိုင်းနေရွက်ဆိုနေရွက်လေးကိုကင်ပြီးခေါင်းလေးမှာနေရာလေးချကြည့်လိုက်ဒီလိုမျိုးလေးတင်ကြည့်လိုက်လို့မှအဲ့နေရာချုပ်ရမှာဟုတ်တယ်ဆိုလို့ရှိရင်အပေါ်နဲ့အောက်နဲ့ကိုအဆင်ပြေတယ်လို့လေးတွဲလိုက်ရုံပဲနော်ဒီရိုးကနေဒီရိုးကိုချုပ်ဆိုတာမျိုးကြတော့လေအဲ့လိုနည်းနည်းလွယ်တတ်တာမလို့မှအရင်ကြီးဟိုလိုမျိုးမပြတာပင်ရလေးနဲ့အရင်ထိန်းထားဒီနားလေးမှာတက်ရမယ်ဆိုလို့ရှိရင်ပင်ရလေးနဲ့အရင်ထိန်းလိုက်အဲဆိုရင်အဲ့ထိန်းထားတဲ့အတိုင်းလေးကိုအပေါ်နဲ့အောက်နဲ့ဆက်နေတဲ့နေရာလေးတွေမှာလိုက်ချုပ်လိုက်ရုံပဲပင်ရနဲ့ထိန်းထားတယ်ဆိုလို့ရှိရင်တော့ဟိုနည်းနည်းခယူးဆိုင်နော်လက်တွေပါခိုက်မိမှာဆိုလို့လေโอเคဒီမှာပါဒါဆိုရင်တော့နည်းနည်းတော့စောင်းနေတယ်ပေါ့မော်နေရွက်လေးအယုတ်လေးကလို့နည်းနည်းမညီမညာလေးဆိုလဲချက်ဖို့ကောင်းတယ်ဆိုတော့သူတို့ရဲ့အားသာချက်ကအဲ့လိုလေးရှိတော့တော်သေးတယ်နော်မဟုတ်ဘူးဆိုရင်ဖြုတ်လိုက်ချုပ်လိုက်နေဖြစ်နေမှာโอเคဒါဆိုရင်မတို့ရဲ့ယုံလေးကအစိတ်ပိုင်းလေးအကုန်လုံးပြီးသွားပြီဆိုတော့မကခေါင်းအပန်းရောင်လေးဝင်မှာခေါင်းလေးထိုးမယ်ခေါင်းလေးမထိုးခင်မတို့မျက်နှာလေးလုံးမယ်နော်မတို့ကမျက်နှာလေးကိုအရင်လုံးလိုက်မယ်ဆိုတော့သူကယုံရဲ့မတို့ဘာကဗဇက်လေးယုံရဲ့ဗဇက်ကိုမှအနီရောင်လေးနဲ့သုံးလိုက်မယ်2 ply နော်2 ply ရိုးချီဒီမတို့ဒီ5 ply ချီနဲ့သုံးမယ်ဆိုလို့ရှိရင်2မြင်နဲ့ခွဲထုတ်လိုက်နော်2မြင်နဲ့ခွဲထုတ်ပြီးတော့သုံးမယ်3မြင်လောက်သုံးလဲရတယ်မကတော့2 ply 2မြင်လေးနဲ့ပဲသုံးမယ်အဲ့တော့ဘယ်နားလေးမှာတက်မှာလဲဆိုတော့လေမတို့ကဒီမှာဒီနားလေးမှာမတို့ခေါင်းထိုးတော့ကလေတိုင်ပွား9ခါဆိုပြီးတော့ပါဖောင်းဖောင်းလေးဖြစ်အောင်လုပ်ခဲ့တဲ့နေရာလေးရှိတယ်တိုင်ပွား9ခါဆိုပြီးတော့လုပ်ခဲ့တဲ့နေရာလေးရှိတယ်ဒီမှာ 5inc အဲ့ဒီရဲ့ကြားထဲမှာမတို့ကတိုင်တို6ခုရှိတယ်လေအဲ့ဒီတိုင်တို6ခုမှာလုံးမှာနော်အဲ့ဒီတိုင်တို6ခုရဲ့အလဲ2တိုင်မှာထိုးမယ်ဒါလေးက 5inc အဲ့ဒီရဲ့ကြားထဲက 6sc ကိုမှအလဲတဲ့တယ်ဆိုတော့အလဲတဲ့တဲ့2တိုင်ကိုမှမတို့ကဒီလိုမျိုးလေးခွာပြီးတော့ထိုးလိုက်မယ်1 2 2တိုင်1 2 2တိုင်နော်ပြီးရင်ဒီကနေထိုးပြီးတော့မှအဲ့ဒီ2တိုင်ရဲ့ကြားကနေကျိုးလေးကိုပြန်ထွက်လိုက်မယ်အဲ့လေးကိုပြန်ထွက်လိုက်မယ်โอเคနော်ပြီးရင်မတို့ကအောက်မှာလဲ1 2 2တိုင်မြောက်အောက်တက်တဲ့လေးမှာပြန်ပြီးတော့ထိုးလိုက်မယ်ပြီးရင်သူစဝင်လာတဲ့ဘက်ကိုပြန်သွားလိုက်မယ်โอเคဒါဆိုရင်မတို့ရုံတော့ဒီလေးပြီးသွားလွယ်မလွယ်နော် 5inc ရဲ့ကြားက 6sc ဒီဘက်နှစ်ခုချမ်းပြီးတော့အလဲနှစ်ခုလေးကိုမှအမတို့ကဒီနှုတ်သီးလေးလှုပ်လိုက်တာနှစ်ခမ်းလေးလှုပ်လိုက်တာနော်တတိုင်းနှစ်တိုင်းဒီမှာလဲတဒန်းနှစ်တန်းကြော်ပြီးတော့โอเคနော်ဒါလေးကိုမှပြကြလို့ရှိရင်ပတ်တန်ကိုဒီဘယ် round မှာလှုပ်လိုက်တယ်ဆိုတာလေးမှပြန်ကြည့်ပေးမယ်ခုကြတော့လေမ round ရေအတွက်တွေကိုမေ့သွားလို့တိုင်းပါဇက်ကနေတိုင်းပဲပြောလိုက်ရင်မှားသွားမှာဆိုလို့မပတ်တန်လေးရေးထားပေးမယ်နော်ဘယ် round နဲ့ဘယ် round ကြမှာဒီပါဇက်လေးလှုပ်တယ်ဆိုတဲ့ဟာလေးကိုမှရေးထားပေးမယ်အဲ့ဒါလေးနဲ့တွဲပြီးတော့ပြန်ကြည့်နော်အခုဒီတိုင်း round ဘယ်လောက်ဆိုပြောလိုက်တယ်ဆိုလို့ရှိရင်မအလွယ်ကြီးပြောမိသွားမှာဆိုလို့လေပတ်တန်မကြည့်ဘဲနဲ့အခုမပြောတဲ့အတိုင်းပဲ 5sc နှစ်ခုရဲ့ကြားတန်းလေးဒီမှာဒါလေးရဲ့ 5sc ဆိုရင်သူရဲ့ကြားတန်းလေးအဲ့လိုလေးမှတ်ထားရင်လည်းရတယ်နော်ဘလို့မှတ်ဟိုနေရာချတာအမှန်ဖို့ပဲဆိုတော့မျက်လုံးကိုတော့မွားကဒီတစ်ခါ6 mm ကိုသုံးထားတယ်6 mm black eye ပေါ့နော်အဲ့ဒီသုံးထားတယ်
မျက်လုံးသေးသေးလေးလုပ်ချင်လို့ပုံမှန်လိုပဲဆိုလို့ရှိရင်တော့မတို့8mm နဲ့သုံးလေရတယ်နော်ဒီခေါင်းလေးက 8mm သုံးလေရတယ်သူအရင် 8mm တွေသုံးတဲ့ခေါင်းဆိုင်လေးပဲဒါလေးကမဒီတစ်ခါနည်းနည်းကြစ်ကလေးလိုချင်တာမလို့အဲ့နံပါတ် 2.5 နဲ့သုံးထားတော့သူကဟုတ်ခါတိုင်းထပ်ပို့ပြီးတော့ဒီလိုသေးသေးလေးဖြစ်နေအမှန်သူ့ပတန်ကအရင်မသေးဘူး46တိုင်းဒီမတို့သွားခဲ့တဲ့ပတန်ဆိုရင်အမှန်တကယ်ကဒီလောက်မသေးဘူးမဒါဟိုဟာကြစ်ကလေးထိုးထားတာပြီးတော့အက်ကလည်း 2.5 နဲ့ပဲသုံးထားတာမလို့ဒါကဆီလီကွန်ကောနော်ဆီလီဂလူးပြီးရင်ကိုမတို့နည်းနည်းလေးပဲသုံးမယ်မျိုးလုံးလေးကိုမရဲ့အယုတ်လေးတွေကပုံစံလေးရှိရတာပေါ့နော်ဒီပါဇက်နဲ့မျိုးလုံးနဲ့ကိုအရင်ဝေးမထားဘူးတတိထားမိလာတော့မသိဘူးမအယုတ်လေးတွေဆိုလို့ရှိရင်လေမအဲ့လိုပုံစံလေးကြိုက်လို့နော်ပို့ပြီးတော့အဲ့လိုမျိုးလေးကပို့ပြီးတော့ချစ်ဖို့ကောင်းတယ်လို့ခံစားရလို့ဝေးတာကြရင်ဒီလိုအပေါ်မြင့်တာလေးကြရင်လည်းမြင့်လိုက်လို့ရတယ်တိလားအဲ့ဒါအရင်ကြီးဘာမှဖြစ်ဘူးနော်အရင်ကြီးစိတ်မပူနဲ့အဲ့ကိစ္စဟိုကလေဘယ်လိုပဲဆိုသူတို့ကလှတယ်ညလုံးပြပြလေးဆိုလဲလှတယ်တိလေးဆိုလဲလှတယ်နဲ့ဝေးနေလဲလှနီးနေလဲလှကိုပုံစံလေးနဲ့ကိုဖြစ်သွားမှာပေါ့နော်အဲ့တော့ခုပြီးသွားပြီဆိုတော့မတို့ကပန်းလေးရင်လုပ်လိုက်မယ်ပန်းပြီးတော့မှခေါင်းဝင်လေးထိုးလိုက်မယ်ပန်းလေးကမတို့ဒီနားမှာကော်လေးသုံးပြီးကတ်မှာဆိုတော့လေပန်းလေးအစခေါင်းဝင်လေးရင်လုပ်မလို့ပန်းလေးတွေကကော်လေးသုံးထားတဲ့အချိန်ကျရင်ခေါင်းလေးလုပ်နေတဲ့အချိန်ကျရင်ပန်းလေးတွေကတ်ထားလို့ရအောင်လို့ခုပန်းလေးလုပ်လိုက်မယ်ဆိုတော့ပန်းကလည်းပန်း3ပွင့်တင်မှာပေါ့နော်ပန်းရဲ့အဝါရဲ့အပြရဲ့ဆိုတော့မကြရင်လုံးမယ်မကြရင်ပြီးသွားရင်တိုင်လက်တစ်ခါထိုးမယ်ပြီးရင်ဖွမီတစ်ခါထိုးမယ်ရှက်ကော်လုံးမယ်ဒါဆိုရင်ပန်း5ပွင့်ပွင့်ဖက်5ခုနဲ့ပန်းလုံးမှာပေါ့နော်ဒါဆိုရင်ပွင့်ဖက်တစ်ခုရပြီပြီးရင်ဖွမီတစ်ခါထိုးတိုင်လက်တစ်ခါလုံးပြီးရင်ဖွမီတစ်ခါထိုးပြီးရင်ရှက်ကော်ပြန်လုံးဒါဆို2ခုနော်ဆိုရင်ပွင့်ဖက်2ခုရပြီပြီးရင်ဖွမီတစ်ခါထိုးတရေတိုင်လက်ဖွမီတစ်ခါထိုး slip stitch ဒါဆို3ခုဖွမီတစ်ခါထိုးတိုင်လက်ပြီးရင်ဖွမီတစ်ခါထိုးရှက်ကော်slip stitch ကမြန်မာလိုဆိုရင်ရှက်ကော်နော်ဖွမီတစ်ခါထိုးတရေရင်းမယ်တိုင်လက်လုံးမယ်နောက်ထပ်ဖွမီတစ်ခါထိုးပြီးရင်ရှက်ကော်လုံးမယ်ဒါဆိုရင်မတို့ရဲ့ပွင့်ဖက်ကနေမှာခုံလေး5ခုရှိသွားရင်နော်အဲ့တော့နောက်ဆုံးရှက်ကော်လုံးမယ်ဖွမီတစ်ခါထိုးပြီးရင်ကျိုးစာလေးကိုညှက်လိုက်မယ်ပြီးရင်ဒီရဲ့ magic ring ကိုလည်းဆွဲလိုက်မယ်โอเคရရင်နော်ဒါဆိုရင်ဒီမှာပန်းလေးတပွင့်စာရပြီပေါ့အဲ့ဒါလေးကိုမှမတို့ကတစ်ထုံးလောက်ထုံလိုက်မယ်ထုံးပြီးသွားပြီဆိုလို့ရှိရင်2ထုံးလောက်ထုံလိုက်ရတယ်နော်ဒါကိုကြိုးစားသိမ်းလိုက်မယ်ဒါမျိုးကိုမတို့ကအဝါတပွင့်အပြာတပွင့်လုံးမယ်3ပွင့်လုံးမယ်နော်မခုကြိုးစားသိမ်းပြမယ်ကြိုးစားသိမ်းပြီးသွားပြီဆိုလို့ရှိရင်မနောက်ထပ်2ပွင့်ထပ်ပြီးမှလောက်လိုက်မယ်ခေါင်းကလည်းကြိုက်တဲ့ရောင်ဝက်နော်မကတော့အပန်းရောင်လေးပဲဝတ်လိုက်မယ်
စားသိမ်းပြီးသွားပြီဆိုရင်ပိုးနေတဲ့ကြိုးစားတွေကိုညှက်လိုက်မယ်ဆိုတော့နောက်ထပ်ဒီနှစ်ခုထပ်ပြီးလုပ်လိုက်မယ်တာမို့လေး3ခုပြီးသွားပြီဆိုတော့မတို့ကဒီတို့မှာပန်းပေးလိုက်တော့မယ်နော်မအဝါလေးကိုလည်းမထားလိုက်မယ်ဒီလိုမျိုးလေးပန်းလေးကကြီးကျင်ကြီးလို့ရသေးရဲ့ဒီလားသူ့ရဲ့ပုံလေးရလေးပန်းကြီးလေးနဲ့မနည်းနည်းသေးထားညနာလေးပေါ်ချင်ကိုလည်းရမ်းချောက်တာအဲ့တော့ကပင်အလေးနဲ့ထိုးထားလိုက်မယ်နှစ်ချောင်းလောက်တုံးလိုက်မယ်နော်ပြောနေကြလို့ပဲကော်ရီသုံးရင်ဒါအများကြီးမသုံးနဲ့နော်ပြီးရင်ကပ်ပြီးရင်လည်းနေရာမရွှေ့နဲ့နည်းနည်းပါးပါးဘာမှမဖြစ်ဘူးအရန်ဆိုရင်လေသူကအဲကော်ရီကအရင်ကပ်လိုက်တဲ့နေရာမှာကျန်းနေခဲ့တတ်တယ်အဲဒါကြောင့်မို့နော်ခုမတို့ခေါင်းဝင်ထိုးမယ်ခေါင်းဝင်ကိုမတို့ကဒီပန်းရောင်လေးနဲ့တုံးမယ်ဆိုတော့ slip knot လေးလုပ်လိုက်မယ်ပြီးရင်ဖွန်မီ18ခါ1 2 3 4 5 6 9 10 11 12 13 14 15 16 18ပြီးရင်ဒီဖွန်မီ18ခါမှာတိုင်တိုးပြန်ပြီးတော့ထိုးမယ်တိုင်တိုးထိုးပြီးသွားပြီဆိုတော့မတို့ကဖွန်မီတစ်ခါထိုးပြီးတော့ဘေးဘက်မှာတိုင်တိုးတစ်ထိုင်ထပ်ပြီးတော့ထိုးမယ်ပြီးရင်နောက်ထပ်တစ်ထိုင်ထပ်ပြီးတော့ထိုးမယ်ဘာလို့အဲ့လိုထိုးရလဲဆိုတော့အပေါ်ကိုပြန်တက်ချင်လို့လေဒီနားလေးမှာ U ကွေလို့ U လိုမျိုးပုံစံမျိုးလောက်တာเนาะဒီနားလေးမှာနောက်ဆုံးတိုင်မှာတိုင်တို့3ခါထိုးလိုက်တာပြီးရင် extend နဲ့ဒီနဲ့တော့အောက်ကဒါလေးကိုငုံပြီးတော့ထိုးလိုက်နော်တိုင်တို့3ခါထိုးပြီးသွားရင်ခုနဒီနားမှာမျက်စိလဲသွားတယ်ဆိုလို့ရှိရင်လေဒီနောက်ဆုံးတိုင်လေးမှာနောက်ဆုံးအပေါက်လေးမှာတိုင်တို့3ခါထိုးပြီးတော့ဒီလိုမျိုးလှည့်လိုက်တာနော်ပြီးရင်တိုင်တို့နောက်ထပ်ရိုးရိုးတိုင်တို့3ခါထိုးမယ်3ခါထိုးပြီးသွားပြီဆိုလို့ရှိရင်ဖွန်မီ4ခါ1 2 3 4 5ခါဖွန်မီ5ခါထိုးမယ်ပြီးရင်ဒီမှာဖွန်မီ5ခါထိုးပြီးရင်အောက်ကတိုင်3တိုင် skip လုပ်မယ်ကြော်မယ်ပေါ့နော် skip လုပ်တယ်ခေါ်တယ်1 2 3ပေါက်စာကိုကြော်လိုက်မယ်ကြော်ပြီးရင်4ပေါင်းမြောက်မှာမတို့ extend နဲ့ထိုးမယ် x stick မဟုတ်ဘဲနဲ့လေ
ရိုးရိုးတိုင်တိုထိုးလဲရတယ်နော်မဒီဟာ sorry မဟိုတိုင်တွက်တာမှားသွားလို့2တိုင်ပဲကြုံပါနော်မတို့က2တိုင်ကို skip လုပ်မယ်1 2 3တိုင်မြောက်မှာထိုးမယ်ဒီမှာ x မဟုတ်ပဲねရိုးရိုးတိုင်တိုပဲထိုးရင်လည်းရတယ်မဒီမှာအယုတ်ထိုးတော့အတိုင်းပဲထိုးလိုက်တာမိဒီမှာတော့ကကြာရိုးရိုးတိုင်တိုလေး V ပုံစံနဲ့ထိုးလိုက်တာဒီမှာ x နဲ့ထိုးတာဆိုတော့ဘာလို့လဲလို့ထင်နေမှာဆိုလို့เนาะ V ပဲ3 x ပဲ3တမျိုးပဲ3ရင်ရတယ်เนาะမအပေါ်တစ်မျိုးအောက်တစ်မျိုးပုံစံမျိုးဖြစ်သွားလို့အဲ့တော့မတို့တိုင်တို3ကရှိပြီပြီးရင်4က5ကရမယ်เนาะ5ကပြီးသွားပြီဆိုလို့ရှိရင်1 2 3 4 5ဒီမှာလိုပဲလေပုံမီ5ကပြန်ထိုးမယ်ပြီးရင်2တိုင် skip မယ်1 2ပြီးရင်3တိုင်မြောက်မှာတိုင်တိုနောက်ဆုံးတိုင်ထိတိုင်တိုလေးထိုးလိုက်မယ်နော်ဒီလိုမျိုးလေးနော်ပြီးရင်အမှလည်းလိုပဲဒီဘက်ထိပ်မှာလိုပဲသူ့မှာနောက်ဆုံးတိုင်မှာတိုင်တိုနှစ်ခါထိုးပြီးရင်ဒီမှာအောက်တန်းမှာတစ်ခါထိုးလိုက်မယ်ဒါဆိုရင်ဒီလိုမျိုးလေးရပါပြီနော်ပြီးရင်ပုံမီနှစ်ခါထိုးတိုင်ရှိဖေးမှာတိုင်ရှိတစ်ခါထိုးပုံမီနှစ်ခါချမ်းပြီးရင်တိုင်ရှိပုံမီနှစ်ခါပြီးရင်တိုင်ရှိတိုင်ကလေအပေါက်တိုင်းမှာထိုးမှာနော်ဒီနှစ်ပုံမီနှစ်ခါတော့ထိုးတယ်တိုင်ရှိကတော့အောက်ကအတန်းတိုင်းမှာထိုးမှာဒီတိုင်လေးတွေအကုန်လုံးပေါ်မှာတိုင်ရှိထိုးမှာပုံမီနှစ်ခါဘာလို့လဲဆိုတော့စကတ်ကိုဝဲလေးလိုချင်အောင်မလို့ရမနော်ဒီနှစ်အင်ကြီးထိုးတာလေးကလေနည်းနည်းမျက်စိလဲသွားတယ်ဆိုလို့ရှိရင်ဒီချာလေးပြန်ပြီးတော့ကြည့်ပြီးနော်နှစ်ခါလောက်ကြည့်လိုက်ရင်သူကနားလဲသွားမှာလွယ်လွယ်လေးရမတော့ပထမတိုင်တိုတန်းထိုးပြီးတော့မှဒီမှာအပေါ်ကိုပြန်တက်ပြီးတော့လက်ပေါက်ဖောက်တာအဲ့လိုအောက်ကနေထိုးပြီးအပေါ်ကိုပြန်တက်ပြီးလက်ပေါက်ဖောက်ပြီးတော့မှဒါကိုသူ့တပတ်ပြအောင်လဲပြီးတော့မှအောက်အတန်းကိုပြန်သွားပြီးတော့မှဒီစကတ်လောက်တာအဲ့ဒါကြောင့်မို့မျက်စိနည်းနည်းလဲကျင်စရာဖြစ်နေတာဒါမှနော်ပုံမီနှစ်ခုချမယ်ပြီးရင်တိုင်ရှိကတော့အောက်ကတိုင်နေအကုန်လုံးပေါ်မှာထိုးမှာနော် skip လုပ်တာတခုမှမရှိဘူးเนาะဒီနောက်မှာ skip လုပ်တာဒီလက်ပေါက်ဒါလက်လေးထည့်မယ်ပေါ့လေလက်ပေါက်လေးရချင်လို့ဒါဆိုရင်မတို့အင်ကြီးမှာဒါက round 1လက်ပေါက်ဖောက်တာ round 2အနားတုံးက round 3ဖြစ်မယ်เนาะပတ်တန်ကတော့အဲ့တိုင်းပဲပုံမီနှစ်ခါတိုင်ရှိတစ်ခါမှာရှိသမျှတိုင်နေအကုန်လုံးပေါ်မှာဒီတိုင်းပဲထိုးမယ်ဆိုတော့မရေးလိုက်တော့ဘူးเนาะအကုန်လုံးထိုးလိုက်ဒါမှတော့ဝဲလေးဖြစ်နေမှာလေဝဲအောင်လို့ဒီပုံမီလေးချန်ပေးတာချပေးတာပေါ့เนาะပုံမီတစ်ခုပိုးနေလို့ပုံမီတစ်ခုလိုနေလို့ဆိုတာတအားစိတ်မညစ်နဲ့စိတ်မပူနဲ့ဘာမှမဖြစ်ဘူးเนาะအရင် sensitive မဖြစ်နဲ့တော့ကိစ္စမရှိဘူးရတယ်နောက်ဆုံးတိုင်ရောက်သွားပြီဆိုတော့မော်ရီရဲ့ခေါင်းလေးကဒီလိုမျိုးလေးပါဒီမှာလေးဇောက်ထိုးထည့်နေမယ်နော်မမဇောက်ထိုးနေရမလို့ရိုင်နော်အဲ့တော့ဒါလေးကိုကျိုးလေးကိုနည်းနည်းလေးရှိလေးချန်မယ်ဘာလို့လဲဆိုတော့ဟိုဘက်ချမ်းနဲ့ပေါင်းပြီးတော့အနောက်မှာချုပ်ရအောင်လို့အဲ့တော့ခုမော်ရီကသူ့အင်ကြီးလေးဝတ်လိုက်တော့မယ်ညနေနေတော့ကြက်သွားလာ
fit side okay နော်ပြီးရင်ဒါလေးကိုဒီဘက် channel ကိုဒီလိုမျိုးလေးချုပ်ပါလေဝက်ဒီဘက်ကိုညီညီလေးချုပ်နော်တူမှာ rules တွေပါမရှိညီးသွားရင်ရပြီဆိုတော့ပြီးရင်ထုံလိုက်မယ်ထုံပြီးသွားပြီဆိုလို့ရှိရင်ဒီကျိုးကိုကျိုးစားသိမ်းလိုက်မယ်မြင်းအောင်လို့မနှစ်ထုံးလောက်ထုံလိုက်တယ်နော်ပြီးရင်ဒါလေးကိုကျိုးစားသိမ်းလိုက်မယ်နည်းနည်းတော့လက်ပေါက်ကတ်တယ်တီးလေးမှလောက်ရတာဆိုတော့လေโอเคဒီမှာဒါဆိုရင်နောက်ကျောကဒီလိုမျိုးလေးရသွားပြီနော်အရှိရတော့ဒီလိုမျိုးလေးခေါင်းလေးနဲ့โอเคအဲ့တော့အရင်ဆုံးblusher ပါနီလေးရမကြိုက်တဲ့သူမထည့်နဲ့နော်မယုံဆိုရင်ကြတော့မှပါနီလေးနဲ့လာโอเคဒါကြတော့မှနေရွယ်လေးတွေမှာရောချဲပေးလိုက်မယ်အရန်ပင်ကီပန်းနေလေးပေါ့နော်အရန်ပန်းရောင်နေနဲ့ထုံလွှမ်းရတော့ပါပြီအဲ့တော့အခုမတို့ကြားလဲကြားပြီဆိုတော့ဒါဖြုတ်ဒီပင်လေးတွေဖြုတ်မလို့တော့ဖြုတ်လိုက်မယ်နော်အော်မေ့နေတာဒီ blusher မလုပ်ခင်အောင်မဟုတ်ပါကီချင်းကျိုးလောက်အောင်မဟုတ်ကီချင်းကျိုးအရင်လောက်လိုက်အောင်မယ်နော်ကီချင်းကျိုးကမတို့ဖွမီ30လောက်လောက်လိုက်မယ်30လောက်ဒါရက်သိမ်းလိုက်တော့ဒီကျိုးရှိရှိလေးချန်တာဒီကျိုးရှိရှိလေးချန်တာမယ်နော်မတော့ထုံမှမလို့3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 ဒီဖုန်မီကျိုးအတူအရှိရာကိုကြိုက်တဲ့လောက်ထားနော်ကီချင်းလုံးမှာဆိုတော့လေအဲ့ဒါတော့ကိုယ်အကြိုက်ပဲဆိုတော့နောက်တစ်တိုင်းတစ်ခုထပ်ထိုးလိုက်မယ်ပြီးရင်ကျိုးလေးကိုရှိလေးထားလိုက်မယ်ကိုကကီချင်းကွင်းကိုရှိလေးကြိုက်တယ်ဆိုရင်ရှိလေးထားမခု30လုံးလိုက်တယ်ဒီကနေပြီးတော့ကိုကြိုက်တဲ့လောက်အတူရှော့လုံးနော်အဲ့တော့ဒီမှာဒီနားလေးကနေပြီးတော့ဒီဘက်ကိုထွက်လိုက်မယ်ပြီးရင်ဒီကျိုးလေးထည့်လိုက်မယ်လေးကိုအလဲတဲတဲမှာလေးနော်ပြီးရင်ဒီဘက်မှာလည်းအလိုပဲဒီနှစ်ခုအတူတူပဲထွက်လိုက်မယ်ဒီကျိုး
ကျိုးစားနှစ်စားကိုတနေရာတွေကနေထွက်လိုက်မယ်ဘာလို့လဲဆိုတော့မအကျိုးစားနှစ်ခုကိုထုံးမှာဆိုတော့လေထုံးလိုက်မယ်နော်ဟဲ့မြင်အောင်တော့နောက်တစ်ခေါက်တက်ပြီးတော့ထုံးလိုက်ပြီးရင်သူတို့ပြန်ပြီးတော့ဆွဲထုတ်လိုက်မယ်ဒါလေးကိုကြိုးစားတင်လိုက်မယ်ဆိုရင်ညီမတို့ရဲ့ kitchen ကွင်းလေးရပြီနော်အယုတ်ကလေအရန် weight ပါတဲ့အယုတ်ဆိုရင်တော့ဒီ kitchen ကွင်းလေးကိုမသုံးနဲ့နော်ဘာလို့လဲဆိုတော့ तू ကနည်းနည်းဒီသူ့ကြိုးလေးကနည်းနည်းပျော့တော့လေပျော့တော့မပျော့ပါဘူးအရန် weight ပါတယ်ဆိုရင်ဒီတိုင်းမသုံးစေချင်လို့အယုတ်ကအရန်လေးရင်ဒီကနေဆွဲလိုက်တယ်လို့ဖြစ်မှာအဲဒါကြောင့်မို့လို့နော်ပြီးတော့မဒီပန်းလေးတွေပေါ်မှာမဒီပလဲလေးတက်မယ်ဒါလေးတွေက6 mm ပလဲနော်ပလဲချမ်းလေးတွေမရှိရင်မတက်နဲ့ရတယ်ဘလင်းလေးတွေပါလေးလို့ကိုရှိရလေးထည့်ခြင်းနဲ့ထည့်လို့ရတယ်ဝစ်ဆန်လိုသဘောမျိုးပေါ့နည်းနည်းပန်းလေးတွေရှင်းနေလို့မလို့မထည့်လိုက်တာနော်တကယ်လို့ဒါမျိုးလေးကိုဝယ်ခြင်းနေဆိုလို့ရှိရင်လည်းလို့စချုပ်ပစ္စည်းဆိုင်တွေတို့ဟန်မိတ်ဆိုင်တွေမှာပေါ်တယ်ပလေးချမ်းလို့ပြောဝယ်လိုက်ရတယ်မှာပါဒါဆိုရင်တော့ပြီးရင်မဒီဟာလေးဒီခွင်းလေးတွားပြီးတော့အဲ့တို့ဘာတော့မှချိန်ရင်လွယ်အောင်လို့မဒီခွင်းလေးပါထည့်လိုက်မယ်ဒါတော့မှဒီမှာနည်းနည်းရှိချင်သွားနော်ဒီချာလောက်ပြထားတာဆိုတော့ like လုပ်လို့အဆင်ပြေမယ်လို့ထင်ပါတယ်အဆင်မပြေတဲ့နေရာနားမလည်တဲ့နေရာရှိရင်လည်းမအောင် Messenger ကနေပဲဖြစ်ဖြစ် comment ကနေပဲဖြစ်ဖြစ်မေးလို့ရတယ်နော်ကဲလို့ like ထိုးပြတယ်ဆိုရင်လည်းမအောင်ပြပေးပါအောင်ကြိုက်တဲ့ရောင်နဲ့ထိုးနော်ကြိုက်တဲ့ရောင်နဲ့ထိုးမကတော့အချိန်ရတယ်ဆိုရင်ဒီကိုတယ်ကိုအပန်းလေးနဲ့ဖြစ်ဖြစ်အဝါလေးနဲ့ဖြစ်ဖြစ်မတရုပ်လောက်ထပ်ထိုးမှာဆိုတော့အားလုံးပဲ like လုပ်ရတာအဆင်ပြေမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်